ကလူအားလုံးရဲ့ရှိမှတင်ကျွန်တော်ရီစာလူလူရန်ကိုနမ်းလိုက်ပါတော့တယ်ကျွန်တော်လည်းချက်ချင်းပဲသူမကိုလမ်းခွဲလိုက်ပြီမဲ့သူမကတော့ကျွန်တော်ကိုစိတ်ကုပ်တဲ့သူလိုပဲထင်နေခဲ့တယ်ရှုံးရင်လည်းအရှုံးမခံနိုင်တဲ့သူမဖြစ်စမ်းပါနဲ့အကယ်၍ဂိမ်းကြောင်းနဲ့ရှင်ကတခြားတစ်ယောက်ကိုနမ်းရင်တောင်ကျွန်မကတော့ဘာမှဖြစ်မှာမဟုတ်နောက်တစ်ချိန်မှာတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်သူဘန်နာကြီးမိဂျာရဲ့ဘယင်မဘိုင်ဖန်းချင်းရွှေကစိန်ခေါ်မှုကိုမဲနိုင်မိသွားပြန်တဲ့စိန်ခေါ်မှုကတော့ယောက်ျားလေးတစ်ယောက်ကိုအိမ်ခေါ်သွားပြီးတညတာအတူကုန်ဆုံးဖို့ပါပဲသူမကကျွန်တော်စီကိုလက်ပြလိုက်ပြီးနောက်ပြောင်တဲ့အပြုံးနဲ့မေးလိုက်တယ်ညငါနဲ့အတူစမ်းကြည့်ချင်လားလူလူရန်ကဖန်းချင်းရွှေကိုမျက်မှောင်ကျုပ်ပြီးကြည့်လိုက်တယ်နေမှုနေပြီးတယောက်ယောက်ကိုငါအိမ်ပြန်လိုက်ဖို့ခိုင်းလိုက်မယ်ချင်းရွှေသူကငါရီးစားလေးလေလူထဲမှာတင်းမာမှုတွေပြည့်နေသွားခဲ့တယ်ဖန်းချင်းရွှေကသူမကိုဘီယူမဆိုင်တယ်လို့တစ်ချက်ကြည့်ပြီးဒါကဂိမ်းတက်ပါလူလူရန်ရဲ့နောက်တာကိုတော့မခံနိုင်ဘူးလားလို့ပြောလိုက်တယ်လူလူရန်ကပခုံးတုံပြရင်မခံနိုင်စရာပါရှိတယ်ဒါပေမဲ့ငါရီးစားကရှေးရိုးဆွဲလုံးနဲ့သူသဘောတူမှာမဟုတ်ပါဘူးနင့်ကိုသူမြင်မှာပါလို့ပြန်ပြောပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကျွန်တော်ဟာဖန်းချင်းရွှေရဲ့လက်ကိုစုပ်ကိုင်လိုက်ပါတယ်လူလူရန်ရဲ့အပြုံးတွေကမျက်နှာပေါ်မှာတင်တောက်ခဲသွားတော့တယ်ကိုဟောရဲ့အရှိန်ကြောင့်ကျွန်တော်ရဲ့ပုံကန်ချင်းစိတ်တွေနိုးထလာပြီးသစုံတစ်ခုကူးကပ်နေတယ်လို့မျိုးလိုက်ပါသွားမိတယ်ဖန်းချင်းရွှေကကျွန်တော်သူမလက်ကိုကင်ထားတာကိုကြည့်ပြီးမျက်ခုံးတစ်ချက်ပင့်ပြကကျွန်တော်ကိုတကားစီဆွဲခေါ်သွားပါတယ်ကျွန်တော်တို့နောက်ွယ်မှာအော်တုံလုတ်တန်တွေစူညံသွားခဲ့တယ် Oh my god ဒါဖမ်းမမဟုတ်လားငါပဲမူးနေတာလားတကယ်ပဲမြင်လိုက်ရတာလားလူလူရဲ့အတန်ကတော့အကျယ်ဆုံးထွက်ပေါ်လာပါတယ်ရက်လိုက်စမ်းသူမကကျွန်တော်ကိုအတိတ်ပဲမရှိတဲ့ကလေးတစ်ယောက်လိုကြည့်ပြီးရှင်တို့ဘယ်ဟိုတယ်သွားမလဲသိချင်လို့ပါရှင်တို့အတွက်ထိလာပို့ပေးမလို့တဲ့ဖန်းချင်းရွှေဘာမှပြန်မပြောခင်မှာပဲကျွန်တော်ကပြုံးဖြဲဖြဲနဲ့ဝင်ပြောလိုက်တယ်မလို့တော့ဘူးလမ်းကွဲပြီးသားကိုကိုကြီးစားဟောင်းတခြားတစ်ယောက်နဲ့အချိတ်ဆက်လုံးမှာကိုစိုးရိမ်နေတော့လားအဲ့ဒါကနည်းနည်းတော့တွဲကပ်လွန်ရမရောက်ဘူးလားကျွန်တော်ယူလူရန်ကိုတနာစာပွဲကြည့်လိုက်ပြီးစောကြီးပဲကျွန်တော်ကအချစ်ယူတွေကိုတိတ်ဆိတ်မဝင်စားဘူးလို့ပြောလိုက်ပါတယ်ဖန်းချင်းရွှေရဲ့ကားထဲရောက်တဲ့အခါမှာတော့ကျွန်တော်တပြင်းရှိကြီးတစ်ချက်ချလိုက်မိတယ်စိတ်ထဲကမုန်းချက်မှုတွေအားလုံးအရေးပြောကြသွားတယ်လို့ခံစားလိုက်ရပါတယ်ရှိကမြေအောက်ရထားဘူးတာမှာပဲကျွန်တော်ကိုချပေးခဲ့လို့ရတယ်။ဒီစိန်ခေါ်မှုကိုကျုပ်ကအတီးကြီးသဘောမထားခဲ့တယ်လို့ဖန်းချင်းရွှေလည်းထိုနည်းတူပဲဖြစ်မှာပါ။သူမကလက်တစ်ဖက်နဲ့ကားကိုပေါ့ပေါ့ပပလေးမောင်းနေရင်ကသူတို့ကိုလိန်ညာခဲ့ရင်ဘာဖြစ်မလဲဆိုတဲ့နောက်ဆက်တွဲအကျိုးဆက်ကိုနင်းတိလာလို့မေးလာတယ်။ကျုပ်ကတော့ဂရုမစိုက်တယ်လို့ပဲခေါင်းခါပြလိုက်တယ်များသောအားဖြင့်မကစားခင်မှာလိန်ပြောရင်မိုးချိုးဖြစ်ပါစေတိုးတက်လုံးလူပြိုကြီးဖြစ်ပါစေတိုးဆိုတဲ့ဂတိကဝမျိုးတွေထားတတ်ကြပေမဲ့ကျုပ်ကတော့ဒါတွေကိုမယုံဘူးလေဒါနဲ့ဖုန်းကိုထုတ်ပြီး group chat ထဲမှာသူတို့ဘာတွေတင်ထားလဲဆိုတာကိုဝင်ကြည့်လိုက်မိတယ်။ဒီညရဲ့ဂိမ်းကတော့အကြီးကျယ်ပဲဟေးလိန်တဲ့သူကတော့တက်တက်လုံးမွေးပါစေအကျွေးတွေပက်လဲဝိုင်းပြီးဘယ်တော့မှပတ်စံရှာမရပါစေ။ကျုပ်မျက်လုံးတွေပြူးသွားတယ်။အဲ့ဒီစာသားတွေကိုထက်ခါတလဲလဲဖက်ကြည့်နေမိတယ်မဖြစ်နိုင်လား။တခြားဟာဆိုမယုံပေမဲ့ဒီချိန်စာကိုတော့ကျုပ်တကယ်ကြောက်သွားပြီ။ကျုပ်ပြရခက်နေတော့မှပဲဖန်းချင်းရွှေကမြေအောက်ရထားဘူးတာအပေါက်ဝမှာကားရက်လိုက်ပြီးစင်းတော့ဂျူနီယာတက်တက်လုံးမွေးသွားမှာပဲဟာကိုကိစ္စမရှိပါဘူးလို့သူမကခက်အေးပဲပြောတယ်ကျုပ်ချက်ချင်းပဲခေါင်းကိုအပြင်းထန်ခါရမ်းပြီးကားတကားလက်ကင်ကိုကြည့်ပါအောင်စုပ်ကင်ထားလိုက်တယ်ဖန်းချင်းရွှေကတော့ကျုပ်တကားဖွင့်မရဘူးလို့အထင်မှားတော့ပုံရတယ်သူမကတကားလုံးဖွင့်ပေးဖို့ကျုပ်ဘက်ကိုကိုကိုင်းပြီးနှမ်းလာတယ်ကျုပ်လည်းတုံဆိုင်မနေပဲသူမရဲ့လက်ကိုမဖွင့်နိုင်အောင်အတင်းဖိချလိုက်မိတယ်သူမရဲ့နောက်လက်တစ်ဖက်ကကျုပ်ခိုင်ကုန်ကိုထောက်ထားရင်းသူမရဲ့ကိုကကျုပ်ပေါ်မှာမိုးနေတယ်လို့ဖြစ်သွားတာကြောင့်အဲ့ဒီချင်းကြောင့်နဲ့ကားခန်းလေးထဲမှာကျုပ်ပိတ်မိသွားတယ်လို့ခံစားလိုက်ရတယ်ဖန်းချင်းရွှေကကျုပ်ကိုငုံကြည့်ပြီးဒါကဘာသဘောလဲလို့မေးတယ်ကျုပ်အုံနောက်ကအရှိန်ဟုန်နဲ့လည်းပတ်နေပြီးဘာမှမစင်စားမိတော့ပဲလွတ်ခနဲ့ပြောချလိုက်တာကကျွန်တော်မမနဲ့အတူအိတ်ချင်တယ်ဖန်းချင်းရွှေရဲ့မျက်လုံးတွေကပြင်းနေတော့မဲ့သူမကကားမောင်းနဲ့ထိုင်ကုန်ဘက်ကိုပြန်ပြီးလိုက်ပြီးခဏလောက်တိတ်ဆိတ်သွားတယ်ပြီးမှဒါပေမဲ့ငါကမအိတ်ချင်ဘူးလေလေလူကချက်ချင်းဆိုသလိုခဲသွားတယ်လို့ပဲအနေရခက်လုံးလို့ဥယျာပြတောင်စိတ်တက်သွားတယ်ကျုပ်ရဲ့စိတ်တက်တွေကတော့အချိန်ချင်းပြူလဲသွားခဲ့ပြီးမှခေါင်းကိုဖြည်းဖြည်းချင်းငိမ့်ပြရင်းလေတံကိုမတုံအောင်ထိန်းပြီးပြောလိုက်တယ်တောင်းပန်ပါတယ်ကျွန်တော်အရက်အနေငယ်များသွားပုံရတယ်မမခန်းကိုစော်ကားတယ်လို့ဖြစ်သွားရင်ခွင့်လို့ပါကျွန်တော်အခုပဲဆင်းတော့မယ်ဖန်းချင်းရွှေရဲ့လက်ချောင်းလေးတွေကတကားလောက်ကိုဖွင့်လိုက်တယ်သူမကဘာစကားမှမဆိုပဲအေးဆက်ဆက်အမူအရာနဲ့ကားကိုပြန်ဆက်နှုတ်လိုက်တယ်ကျုပ်သူမရဲ့ဘေးတိုင်းမျက်နှာလေးကိုခိုးကြည့်လိုက်ပြီးတော့စောစောကထက်တောင်ပိုပြီးအေးဆက်နေတယ်လို့ပဲကျုပ်ပြောလိုက်တဲ့စကားကြောင့်သူမတကယ်စိတ်ဆိုးသွားပြီဆိုတာကျုပ်သိလိုက်ရတယ်ကျုပ်ပြောလိုက်တဲ့စကားကြောင့်သူမတကယ်စိတ်ဆိုးသွားပြီဆိုတာကျုပ်သိလိုက်ရတယ်ဒီတစ်ခါတော့သူမကျုပ်ကိုဒီတိုင်းလုပ်ပြီးတော့မှမဟုတ်ဘူးကျုပ်လည်းအချက်တဲနေရတဲ့ကြားကပဲတောင်းပန်လိုက်မိတယ်တောင်းပန်ပါတယ်မမကျွန်တော်အဲ့ဒီလိုဆိုလိုတာမဟုတ်ပါဘူးကျွန်တော်မှမမပေါ်ဘာစိတ်မှတကယ်မရှိပါဘူးဗျာကျုပ်ဟာကားပြီးထိုင်ကုန်မှာဟိုလက်ဒီလက်နဲ့ကနာမငင်းဖြစ်နေပြီးအမလုပ်ထားတဲ့ကလေးတယောက်လိုခေါင်းပုံထားမိတယ်လေတံကလည်းတိုးတိုးလေးပဲထွက်တော့တယ်မမကလှပါတယ်ဒါပေမဲ့ကျွန်တော်ကြိုက်တဲ့ပုံစံမျိုးလုံးဝမဟုတ်ပါဘူးစိတ်မပူပါနဲ့မမေ့ရဲ့ကျွန်တော်နာမှာမမဘာမှမဖြစ်စေရပါဘူးဘာလို့ပြန်မှုမှာပြန်မလာဘူးကားထဲမှာလုံးဝတိတ်ဆိတ်သွားတယ်အဲ့ဒီနောက်ကားရှင်ကိုမြန်လာတာကိုကျုပ်တတိထားမိလိုက်တယ်ဖန်းချင်းရွှေကဘာလို့ပို့ပြီးဒေါသထွက်သွားရတာလဲကျုပ်စိတ်ထဲမှာစိုးရိမ်စိတ်တွေနဲ့အမျိုးမျိုးတွေးတောနေတော့မှပဲဖန်းချင်းရွှေကအပန်းဖြေနာနေဆောင်တစ်ခုရှိမှကားရက်လိုက်တဲ့ကျုပ်ရဲ့ဝေခွင့်မရဖြစ်နေတဲ့အကြည့်ကိုသူမကဆုံကြည့်လိုက်ပြီးလက်မောင်းကိုစတီယာရင်ပေါ်တင်ထားရင်းခက်အေးပဲတစ်ချက်ကြည့်လာတယ်မမေ့နဲ့လေငါတို့ကအညာလုံးအတူတူရှိနေရမှာအဲ့ဒီအချိန်ကျမှကျုပ်ချက်ချင်းသဘောပေါက်သွားတယ်ကျုပ်လည်းချက်ချင်းပဲကားပေါ်ကဆင်းပြီးသူမနောက်ကိုလိုက်သွားလိုက်တယ်ဖန်းချင်းရွှေကဒီနေရာကပိုင်ရှင်နဲ့ပြည်ပုံရတယ်သူမကကျုပ်ကိုဝိုင်းတစ်ခုမှထိုင်ခိုင်းထားခဲ့ပြီးတက်ွယ်သွားတော့တာပဲအဲ့ဒီအချိန်မှာပဲအနီမသိနံပါတ်တစ်ခုကနေဖုန်းဝင်လာတာကြောင့်ကျုပ်ချက်ချင်းကင်လိုက်တယ်ဖုန်းချတစ်ခါမှာတော့ခုဖန်းနဲ့ယူရန်တို့စကားပြောနေတဲ့ကိုကြားလိုက်ရတယ်မမယူမရေးစားစီပါလို့ဖုန်းမဆက်တာလေသူဖောက်ပြန်မှာဘူးမစိုးရင်ဘူးလားယူရန်ကအဲ့ဒီစကားကိုရေးစရာတစ်ခုလို့သဘောထားပြီးသူဘယ်လောက်တောင်ရှိရိုးဆွဲလဲဆိုတာငါသိတာပေါ့သူအခုစိတ်ကောက်နေတာပါပြောတာပြောနေတာတကယ်လို့ရဲတာမဟုတ်ပါဘူးသူမရဲ့လေတံကယုံကြည်မှုတွေအပြည့်ပဲသူအခုလောက်ဆိုအဆောင်ပြန်ပြီးအိမ်နေလောက်ပြီးခုခန်းကရဲရင်နဲ့ဒါပေမဲ့မမကဒီလောက်အေးစစ်စစ်ဖြစ်နေတာကြည့်ရင်သူ့ကိုတိတ်ပြီးဂရုမစိုက်တဲ့ပုံပဲတော့လေဖုန်းချတစ်ခါမှာစက္ကန့်ငယ်ငယ်လောက်တိတ်ဆိတ်သွားပြီးမှအမှန်တမ်းပြောရရင်တိတ်ပြီးတော့မချစ်တော့ဘူးလို့ယူရန်ကပြောလိုက်တယ်ကျုပ်ဒေါသတွေတဟုံးထွက်လာပြီးဖုန်းကိုချက်ချင်းချပစ်လိုက်တယ်ဘာလို့လဲဆိုတော့ကျုပ်ကတကယ်ပဲအဆောင်ပြန်အိတ်ဖို့ပြင်နေခဲ့တာကိုရင်ဘတ်ထဲမှာရေစုနေတဲ့ဂုံထုတ်ကြီးခံနေတယ်လို့မျိုးလေးလံပြီးအသက်ရှူရတာပြက်လာတယ်အဲ့ဒီအချိန်မှာပဲဝန်ထမ်းတယောက်ကခါးတဲတစ်ခွက်လာချပြီးတဲ့ကျုပ်လည်းဒေါသတွေကိုဖြေတတ်ဖို့အဲ့ဒီခံခွက်ကိုဆွဲယူပြီးကြိုက်တဲမောချလိုက်တော့တာပဲအဲ့ဒီဝန်ထမ်းကကျုပ်ကိုကြည့်ပြီးစွန့်သွားတယ်သူကထွက်သွားဖို့ပြင်နေရင်းကနေရုတ်တရက်ထိတ်လန့်တကြားနဲ့ကျုပ်ဘက်ကိုပြန်လှည့်လာတယ်လူကြီးမင်းအဲ့ဒါတောက်စီရမှားသွားပြီဗျာအဲ့ဒီတစ်ခွက်ကကျွန်တော်တို့တစ်ထေးအတွက်စီးတန်းဆက်ထားတာသူကရင်နွေးအိုးအော်တန်လိုမျိုးဆူဆူဝါးဝါအော်ဟစ်လိုက်တယ်ကျုပ်ကတော့သူ့ကိုစိတ်အေးထားဖို့ချော့ပြောလိုက်မိတယ်ရပါတယ်ဗျာဘယ်လောက်လဲကျွန်တော်အပြည့်ပေးပါမယ်ဒါပေမဲ့အဲ့ဒီဝန်ထမ်းကကျုပ်ကိုဘီးမဆိုင်တော့ပဲလင်းမန်းကိုပြစ်ချပြီးဖန်းချင်းရွှေသွားခဲ့တဲ့အပေါ်ထက်ကိုအပြေးလွှတ်တက်သွားတော့တယ်မကြခင်မှာပဲသူဘာလို့အဲ့ဒီလောက်လန့်သွားလဲဆိုတာကျုပ်နားလည်လိုက်ရပြီအဲ့ဒီတောက်စီရထဲမှာစိတ်ခတ်ထားတာကိုဖန်းချင်းရွှေပြန်ရောက်လာတဲ့အချိန်မှာတော့ကျုပ်ကောင်းတွေကမူးနောက်ပြီးဝေဝါးနေပြီကျန်းဖုံးနင်းဘလို့နေသေးလဲသူမရဲ့အင်းရတဲ့လက်ပွားလေးကကျုပ်ပါပြင်ကိုလာထိတဲ့အခါခံစားလို့အရန်ကောင်းနေတာနဲ့ကျုပ်လည်းသူမလက်ကလေးကိုပါနဲ့ပုတ်တီးပုတ်တက်လုံးမိသွားတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲသူမကျုပ်ကိုညင်းခဲ့တာကိုပြန်တရိယာသွားပြီးလက်ကိုမရဲတရဲလေးပြန်တွန်းထည့်လိုက်မိတယ်နင်းပဲသွားမလို့လဲဖန်းချင်းရွှေကမျက်မှောင်ကျုပ်ပြီးကျုပ်လက်မောင်းကိုလှမ်းခန့်လိုက်တယ်ကျုပ်ခဏလောက်စဉ်းစားပြီးစိတ်ထဲရှိတဲ့အတိုင်းအမှန်တိုင်းပဲဖြေလိုက်တယ်မမကျွန်တော်အခုအရေးပေါ်အမျိုးသမီးတယောက်လိုနေပြီချင်တယ်သူမအထင်လွဲမှာဆိုလို့ကျုပ်ကအတီးပေါင်းနဲ့ထပ်ပြီးစိတ်ချအောင်ပြောလိုက်သေးတယ်ဒါပေမဲ့အဲ့ဒီလူကမမတော့မဟုတ်စေရဘူးနော်မမကကျွန်တော်ကိုကူညီထားတာဆိုတော့မကိုအတင်းကျပ်လောက်တာမျိုးကတကယ်ကိုရုံမာရရောက်သွားလိမ့်မယ်ဒါကြောင့်ကျုပ်ကစကလုံးတစ်လုံးချင်းစီကိုတေချာအလေးပေးပြီးပြောလိုက်တယ်စိတ်မပူပါနဲ့မမကလွယ်ရင်တခြားဘသူကိုမဆိုကျွန်တော်ရှာလိုက်ပါမယ်ခန်းချင်းရွှေရဲ့မျက်နှာကချက်ချင်းဆိုသလိုတက်သွားတော့တာပဲသူမကျုပ်လက်မောင်းကိုလွတ်လိုက်ပြီးအေးဆက်ဆက်အကြည့်နဲ့ငုံကြည့်လာတယ်အဲ့လိုလားကျန်းဖုံး
နင်အဲ့ဒီကတိကိုတီနိုင်ပါစေလို့ငါမျှော်လင့်ပါတယ်တဲ့။ဖန်းချင်းရွှေကကျုပ်ကိုအပေါ်ထက်ကဟိုတယ်ခန်းတစ်ခန်းစီဘလို့ခေါ်လာမှန်းတော့မသိတော့ဘူး။တစ်ချိန်တည်းမှာပဲကျုပ်ရဲ့ကိုထိန်းချုပ်နိုင်စွမ်းကလည်းအနှိမ့်ဆုံးအဆင့်ကိုရောက်သွားပြီးအပူပိုင်းမိုးတစ်တော်ရဲ့ရောက်နေတယ်လို့မျိုးတစ်ကိုယ်လုံးအစမတန်ကူလောင်အိုက်ဆက်ပြီးခဏမငြင်းဖြစ်နေတော့တာပဲ။ဖန်းချင်းရွှေကဆိုဖာပေါ်မှာပြင်းပြင်းတွဲမိထိုင်နေရင်းကနေဒီကိုလာခဲ့လို့အေးလေးလန်းခေါ်တဲ့ကျုပ်လည်းလူလိမ္မာလေးလိုပဲသူမနာကိုတိုးသွားမိတယ်သူမလက်ထဲမှာစီပလင်းလေးတစ်ပလင်းကင်ထားတယ်သူမရဲ့မျက်ဝန်းတွေကဝေဝါးနေပြီးတစုံတစ်ခုနဲ့ပြူစားထားတယ်လို့မျိုးပဲ။ငါဒီနေ့နင့်ကိုကူညီပေးထားတာဆိုတော့ငါ့ကိုဆေးလေးပြန်လိမ့်ပေးပါဦးလို့သူမကချော့မော့တဲ့လေတံလေးနဲ့ပြောလာတယ်။အဲ့ဒီအချိန်မှာပဲအစိုးဆုံးအချိန်ကိုရွေးပြီးကျုပ်ကမီလာတော့တာပဲခေါ်လိုက်ကိုကြည့်လိုက်တော့လူရရန်ဖြစ်နေတယ်ကျုပ်သူမနဲ့နည်းနည်းခွာလိုက်ပြီးဖုန်းကိုကင်လိုက်တယ်ဖုန်းချတစ်ခါမှာတော့လူရရန်ကစိုးရိမ်တကြီးနဲ့မနာလို့ဖြစ်နေတဲ့အတန်းနဲ့ရှောင်းဖုန်းနင်ဘယ်မှာလဲနင့်အဆောင်ဖော်ကနင်ပြန်မလာဘူးလို့ပြောတယ်အခုဘယ်သူနဲ့ရှိနေတာလဲဘယ်သူနဲ့ရှိနေတာလဲလို့ဖန်းချင်းရွှေကကျုပ်ကိုစားအေးစစ်စစ်ပဲဝင်ပြေးပေးလိုက်တယ်ဒီလိုအချိန်ကြီးဖုန်းဆက်တာငါတို့စီကိုတခုခုလာပို့ပေးမလို့လားလူရရန်တယောက်အခုလောက်ထိအသိစိတ်လွတ်မတက်အော်ဟစ်တာမျိုးကျုပ်တစ်ခါမှမကြားဘူးဖန်းချင်းရွှေငါကျန်းဖုန်းကိုဘယ်လောက်ချစ်လဲဆိုတာနင်သိရတာနဲ့သူ့ကိုထိရဲတယ်ပေါ့လေနင်တကယ်ထိရဲတယ်ပေါ့ဖန်းချင်းရွှေကဖုန်းကိုစပီကဖွင့်ထားပြီးဘေးကိုပစ်ထားလိုက်တယ်လူရရန်ပြောသွားတဲ့အချက်ကိုသူမကတကယ်ပဲသဘောတူနေပုံရတယ်အေးလေအဲ့ဒါဆိုရင်လည်းငါတို့တငယ်ချင်းမဟုတ်ကြတော့ဘူးပေါ့တငယ်ချင်းမဟုတ်တော့ဘူးလူရန်ကဖုန်းထဲကနေစာကလေးတစ်ကောင်လိုမရက်မနာတောက်လျှောက်အော်ဟစ်နေတာကြောင့်ကျုပ်တော်တော်လေးစိတ်ပြတ်သွားမိတယ်ဒါနဲ့ဖုန်းကိုဆွဲယူပြီးချပစ်လိုက်တဲ့အပြင်ဆက်ပါပိတ်ပစ်လိုက်တော့တာပဲဖန်းချင်းရွှေကအရာအလုံးကိုသိနေတဲ့အပြုံးမျိုးနဲ့ပြုံးပြနေတယ်လူများစီကနေဖန်းချင်းရွှေကစကားနေပြီးအေးဆက်တဲ့သူလိုကြားဖို့ခဲ့ပေမဲ့ဒီညမှာတော့သူမကထူးထူးခြားခြားစကားတွေအများကြီးပြောနေခဲ့တယ်ကျုပ်လည်းသူမခင်းချင်းထားတဲ့အချုံငိမ်ဆုံးထောင်ချောက်ထဲမှာနှင်းမုန်းနေပြီးတော့တာပဲနောက်တစ်နေ့မနေ့ကျုပ်လို့လာတဲ့အချိန်မှာတော့ဖန်းချင်းရွှေကမရှိတော့ဘူးဘာစကားတခုမှလည်းချက်မထားခဲ့ဘူးကြည့်ရတာသူမကကျုပ်နဲ့ဘာပတ်သက်မှုမှထပ်မရှိချင်တော့တဲ့ပုံပဲဒါကတညတာကိစ္စတခုတက်ပဲလေကျုပ်ကရင်ပုံမှာထိုင်ရင်းဆောင်ကိုကြည့်ပါအောင်စုပ်ကင်ထားမိတယ်ဒါပေမဲ့လည်းချက်ချင်းပဲစိတ်ကိုလျှော့ချလိုက်ပါတယ်အနည်းဆုံးတော့အကျိုးမနည်းခဲ့ပါဘူးလေကျုပ်ကမူပြီးသတိလစ်သွားတာမျိုးမဟုတ်တော့အဆောင်ရှိမှလူရန်ကိုတွေးလိုက်ရတဲ့အခါလုံးဝအံ့အောင်မသွားမိဘူးချမ်းဖုန်းလူရန်ကကျုပ်စီလျှောက်လာတယ်သူမရဲ့မျက်နှာကကျုပ်ထင်ထားတယ်လို့ဒေါသတကြီးဖြစ်မနေပဲလေတန်ကတော့ပုံမှန်ထပ်ပို့ပြီးနူးညံ့နေသေးတယ်ငါကူခန်းရဲ့ခါထားတွေအကုန်လုံးကိုဖျက်ပစ်လိုက်ပြီးနောက်ဆိုရင်လည်းသူ့ကိုအဝေးကပဲနေတော့မယ်ပြီးတော့မနေ့ကလမ်းခွဲမယ်လို့ပြောခဲ့တာတွေကိုလည်းငါဘယ်တော့မှမပြောခဲ့ဘူးလို့ပဲသဘောထားလိုက်ရအောင်နော်ဟုတ်ပြီလားကျုပ်ဘယ်လိုမျက်နှာပေးမျိုးလုပ်ရမလဲတော့မသိတော့ဘူးသူမကူခန်းကိုနမ်းပြီးလမ်းခွဲစကားပြောခဲ့တာထက်အခုလိုလာပြောတာကကျုပ်ကိုပို့ပြီးစွန့်သွားစေတယ်မနေ့ညကကျုပ်နဲ့ဖန်းချင်းရွှေတို့ဘာတွေဖြစ်ခဲ့လဲဆိုတာသိရတာနဲ့တောင်ကျုပ်စီကိုချက်ချင်းပြန်လာပြီးပြန်ဆင်ပြေအောင်လုပ်နေတာကိုကျုပ်လုံးဝနားမလည်နိုင်တော့ဘူးသူမမှာတမျိုးထူးဆန်းတဲ့ဝါဒနာများရှိနေတာလားလို့တောင်တွေးမိတဲ့အထိပဲကျုပ်လည်းသူမမှာတမျိုးထူးဆန်းတဲ့ဝါဒနာများရှိနေတာလားလို့တောင်တွေးမိတဲ့အထိပဲမနေ့ညကငါနဲ့ဖန်းချင်းရွှေတို့ကြားမှာဖြစ်ခဲ့တာတွေကိုနင်တကယ်ပဲစိတ်မရှိဘူးလားသူမကကျုပ်မှုကိုတောက်တစ်ချက်ခောက်လိုက်ရင်ဟန်ဆောင်မနေစမ်းပါနဲ့ကြမ်းဖုံးရဲ့ငါအကုန်သိပြီးသားပါမနေ့ညကနင်တို့နှစ်ယောက်ကြားမှာဘာမှမဖြစ်ခဲ့ဘူးဆိုတာကိုလေကျုပ်စွန့်သွားရတယ်ပထမဆုံးစဉ်းစားမိတာကဖန်းချင်းရွှေကသူမကိုပြောပြလိုက်တာလားဆိုတာပဲဖြစ်နိုင်တာပဲလေဒီမနေ့မှာသူမကျုပ်ကိုဘာစကားမှမပြောဘဲပြစ်ထားခဲ့တာကပဲအဖြေပဲပေါ့ကျုပ်နဲ့အတူရှိခဲ့တာကိုဖုံးကွယ်ထားခြင်းလို့နေမှာပါလူရန်ကကျုပ်ကိုတိုးဖက်လိုက်ပြီးငါမှာတော့တညလုံးနင်းကိုအယူတယောက်လိုလိုက်ရှာနေခဲ့ရတာအခုတော့ငါတို့တည်ဖြစ်သွားပြီဟုတ်ပြီလားကျုပ်တော်တော်လေးစိတ်တူသွားတယ်သူမကိုအားနဲ့တွန်းဖယ်လိုက်ပြီးလူရန်ငါတို့လမ်းခွဲပြီးပြီလို့ပြောထားတယ်လေငါနဲ့ဝေးဝေးမှာပဲနေပေးပါမနေ့ညကငါတညလုံးပေတင်ဟောနေတာနင်ကငါရဲ့စီးပွားရေးကံကိုပိတ်တဲ့သူလေမနေ့ညက3နာရီလောက်အချိန်တုံးခဲ့ရတာကြောင့်အဆောင်ကိုပြန်သွားပြီးဆောင်းချုံကဆက်အိတ်နေလိုက်တယ်ညနေဆောင်လောက်မှအဆောင်ဖော်ကကျုပ်ကိုလာနှိုးတော့တာပဲချမ်းဖုန်းနိကလတ်မှာအစည်းအဝေးရှိတဲ့ဥက္ကဋ္ဌကနင်ဖုန်းပိတ်ထားလို့ဆက်သွယ်မရဘူးဆိုပြီးငါ့ကိုလာပြောခိုင်းတာကျုပ်လည်းထိုင်းမိုင်းနေတဲ့စိတ်နဲ့ဖြည်းဖြည်းချင်းထိုင်လိုက်ပြီးတန်းဝင်လိုက်မိတယ်အေးတိပြီးကျေးဇူးပဲအဲ့ဒီနောက်ပြင်းပြင်းတွဲနဲ့ပဲကတင်ဘော်ကဆင်းမျက်နှာတစ်ဖုန်းအားသွင်းပြီးအပြင်ကိုထွက်လာခဲ့လိုက်တယ်ကလတ်ခန်းကိုရောက်တဲ့အချိန်မှာတော့ကျုပ်လည်းလူကတော်တော်လေးလန်းဆန်းသွားပါပြီအစည်းအဝေးကမစသေးဘူးဖန်းချင်းရွှေအပါဝင်တာဝန်ရှိသူတွေတယောက်မှရောက်မလာသေးဘူးဂျူနီယာလေးတယောက်ကကျုပ်ငါ့ကိုအထိတ်တလန့်နဲ့ကက်လာပြီးစီနီယာဒုဥက္ကဋ္ဌမှာရေးစားရှိလားဆိုတာသိလားခင်ဗျာကျွန်တော်မခန်းကိုစကားပြောကြည့်ချင်လို့ပါတယ်ကျုပ်ရင်ထဲမှာထူးဆန်းတဲ့အချက်စိတ်တစ်ခုဖြစ်ပေါ်လာတယ်ဘာလို့အပြစ်ရှိတယ်လို့ခံစားနေရမှန်းတော့မသိဘူးကျုပ်ခေါင်းခါပြလိုက်ရင်မရှိတော့ပါဘူးလို့ဖြေလိုက်တယ်ဂျူနီယာလေးရဲ့မျက်လုံးတွေကတောက်ပသွားပြီးစီနီယာကမမဖန်းနဲ့တော်တော်ရင်းနေတာလားသူမအကြောင်းတစ်ခုခုလောက်ပြောပြပေးလို့ရမလားလို့ထပ်မေးလာပြန်တယ်ကျုပ်ကတော့ဖန်းချင်းရွှေကိုဘယ်သူမှမထိရမကန်ရတဲ့နတ်ဖျားမတပါလို့ပုံရိပ်မျိုးပြန်ရအောင်ခေါင်းကိုပိုးပြီးအပြင်းထန်ခါရမ်းလိုက်ရင်ငါသူမကိုတိတ်မသိပါဘူးစကားတောင်တိတ်မပြောဖြစ်ကြဘူးလို့အဆက်အသွယ်ဖြစ်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကျုပ်နောက်ကနေလောင်ပြုံးရည်တန်တစ်ခုထွက်ပေါ်လာတယ်